အဲအစမှာကျော်ကြီးနဲ့နတ်ဖျားနဲ့ကအချင်းချင်းတိုက်ခိုက်မလို့ပြင်းနေကြပြီးနတ်ဖျားကကျော်ကြီးကိုအရင်ဆုံးပစိန်နဲ့ခုတ်ချလိုက်တယ်။ဟေးဆရာခမည်းဘက်မှလည်းဘာတွေဖြစ်ကုန်ပြီလဲငါသူနတ်ဖျားရဲ့တိုက်ခိုက်ချက်ကိုတိုက်ရိုက်ထိသွားတာငါမြင်လိုက်တယ်။နတ်ဖျားကအခုလိုအစင်းမြင့်တရားကိုငါလက်နဲ့အပြစ်ပေးရလိုက်မယ်လို့ငါမထင်ထားခဲ့ဘူးဘလို့တောင်ရိုင်းစားလိုက်တာလဲဆိုပြီးစကားပြောမဆုံးခင်အလင်းနဲ့တစ်ခုကဖြတ်သွားပြီ။မဟုတ်ဘူးကျော်ရသေစမ်းအဲ့ဒါကနားတယ်ဟာငါထင်တာမင်းကနတ်ဖျားမလားဆိုပြီးပြောနေတဲ့အချိန်ကျော်ရဲ့သွေးတန်းကနှစ်တုံးပဲရော့သွားတာကိုတွေ့ရတယ်။တကယ်တော့ကျော်ရသူ့ရဲ့ပွားတွေအားလုံးကို CON နဲ့ထည့်ခဲ့တာပဲဖြစ်တယ်။ CON ရဲ့အရှိကတော့ Constitution ဖြစ်ပြီးသူ့ရဲ့ effort ကတော့ player ရဲ့အမြင့်ဆုံး HP ကိုပြန်လည်ဖွံ့ဖြိုးမှုကိုတက်ရောက်ပေးတာပဲဖြစ်တယ်။ Juras ကစိတ်တကနေခမည်းရဲ့အမှတ်တွေအားလုံးကို scale တစ်ခုတည်းထည့်လိုက်တာကမဟုတ်မှလွဲရောဆိုပြီးဆရာအမှားကြီးလုံးမိသွားပြီ။ခမည်းရဲ့ဇက်ကောင်ကတော့လုံးဝသွားပြီပဲ။ဟေးဘာလို့လဲ။ဒီ Chrono Life ထဲမှာကပစ္စည်းတွေ item အားလုံးကအလေးချိန်ရှိတယ်။ဒါကြောင့်သူတို့ရဲ့ role ကဘယ် role မှပဲရှိအဲ့ဒီ item တွေကိုတက်ဆင်ဖို့အတွက်သူတို့ရဲ့ခွန်အားကိုမြင့်တင်ဖို့လိုတယ်။တနည်းပြောရရင်ခမည်းကဒီတက်သားတုံးနဲ့ဝဲရုံကလွယ်လို့တခြားဘာမှလို့မရတော့ဘူးဗျ။ကျော်ရဒါပေမဲ့ငါလူရတာအကုန်ပဲလေဆိုပြီးပြောနေတဲ့အချိန်ရုတ်တရက် system ကနေဖုံးခွဲထားသောစကေးဤလိုအပ်ချက်များအားလုံးပြည့်စုံသွားပါပြီ။1 master level ဖြစ်ရမည်။2 CON point 14000အထက်ရှိရမည်။3အထက်ပါနှမျိုးလုံးရရှိပြီးနောက်ပြင်းထန်သောထိခိုက်မှုကအနည်းငယ်ရှိရမည်။ဖုံးခွဲထားသောစကေး healing factorဤသည့်အနည်းငယ်ထိခိုက်မှုပင်ဖြစ်ပါစေသင် HP အားပြန်လည်ဖြည့်ကျင်ပေးပါမည်။သင်သည်အစိတ်နှင့်လက်နက်ကဲ့သို့သောအရာများခံနိုင်ရရှိပါမည်ဆိုပြီးကျော်ရက်သွေးကချက်ချင်းပြန်ပြေးသွားတာကိုတွေ့ရတယ်။အဲ့ဒါကဘာကြီးလဲဟင်ဒီပါအောင်ကျော်ရဒီတော့ငါးဆက်ကလုံးဝမသွားသေးတဲ့ပုံပဲနတ်ဖျားကနာကျင်နေပြီးဘာလို့မင်းလို့နှိမ့်ကြတဲ့လူသားကများဘလို့တောင်အတင်းရလိုက်တာလဲဆိုပြီးမျက်စိကနေလေးစားတန်းနဲ့ပြစ်လိုက်တယ်ဆရာအဆင်ပြေရလားဟီChrono Life ကလုံးဝကိုမှအကောင်ဆုံး game ပဲလို့ပြောရင်သူ့ရင်ဘက်ကအပေါက်ကြီးကပြန်ပိတ်သွားတာကိုတွေ့ရတယ်။ Juras ကတုံနေပြီးဒါကြီးကတရေဂိမ်းများလားလို့ပြောတယ်။တေဇန်နှိမ့်ကြတဲ့လူသားဆိုပြီးဓာတ်နဲ့ခုတ်လိုက်ပြင်မဲ့ကျော်ကြီးကအပြုံးတော်မပြတ်ပဲရော့သွားတဲ့သွေးတောင်ချက်ချင်းပြန်ပြေးသွားတယ်။နတ်ဖျားကဒေါသကြီးစွာနဲ့ထပ်ပြီးခုတ်ချက်တွေအများကြီးထပ်ပြီးတော့ကျော်ကြီးကပါဇက်တောင်မပိတ်ပဲရင်နေပြီးသွေးကလည်း Universe လို့တက်ပြီးရင်တက်ဖြစ်နေတယ်။ကောင်းပြီဒါဖြင့်ငါတို့အဆုံးသတ်လိုက်ရအောင်ငါမင်းစီကအများကြီးတင်ယူခဲ့ရပါတယ်အခုအဒီလက်နက်တွေကိုလွှတ်ချလိုက်တော့ဂရုံကြီးတို့ပြောနေတော့နတ်ဖျားကချွေးတွေပြန်လာပြီးလူသားကလေးတင့်ရဲ့အကန့်အသတ်မဲ့တဲ့လောဘကမင်းရဲ့အဆုံးသတ်ကိုပုတ်ပေးလိုက်မယ်တခုကြည့်တော့အရာပဲဖြစ်လိမ့်မယ်အဲ့ဒီအချိန်ရောက်ရင်ဆိုပြီးပြောနေတော့ဂျိုကြီးကပါဇက်ပိတ်ထားဆိုပြီးပင်ရိုက်ချင်းကိုတုံပြီးအဆုံးသတ်ပေးလိုက်တော့ system ကတင်အဆင့်တန်းဤနတ်ဖျားအားအဆုံးသတ်လိုက်ပါပြီအမြင့်ဆုံးဘုံအားဖျက်ဆီးလိုက်ပါပြီတင်ယခုတင်ရဲ့မူလနေရာသို့ပြန်လည်ရောက်ရှိပါမည်ဆိုပြီး dimension တွေအကွဲရပေါ်လာပြီးတော့ဂျိုကြီးတယောက်ပထမနေရာကိုပြန်ရောက်သွားတယ်ပြီးတော့လက်နက်တွေကကြော်ကြီးဘေးမှာပြန့်ကျဲနေပြီးတင်အဆင့်တန်းမီလက်နက်တွေအားလုံးကိုပိုင်ဆိုင်ပါပြီလက်နက်အားလုံးကိုလက်ရှိနေရာမှာတင်အိတ်ထဲသို့ပို့ဆောင်ပေးလိုက်ပါသည်တင်တော့အဲ့ဒီအချိန်တိုင်းပြန်လည်ဆင်းခေါ်နိုင်ပါသည်လို့ပေါ်လာတယ်ကျော်ရီကတစ်ချက်ပြုံးလိုက်ပြီးကောင်းလိုက်တာဆိုပြီးပြောနေတော့လူဖကတော့ဂျပန်မကောင်းဆိုးအားကြီးဆာကူရာယိုခါရဲ့ရုပ်ကြီးနဲ့အတွင်းကနေတော့တည်ပြီးပဲဘလို့တော့ငါ့ကိုဆောက်ရအောင်လုပ်ရတာလဲငါ့ကိုဘာမှစင်ကြီးတွေပေးဖို့မစင်စားနဲ့ဆိုပြီးတယောက်တည်းပြောနေတဲ့အချိန်နောက်ကနေကျော်ရီကရိုးငါပြန်လာပြီလို့စကားမဆုံးသေးဘူးမျက်ခွက်ကိုလက်သီးမှန်သွားတယ်လူဖကရိုးချီတော့ကနင်းမတေဖို့ဆန္ဒရှိမှထင်တယ်ဟာနင်ပြောတော့ပြန်လာခဲ့မဲ့ဆိုငါမှတော့ဆောက်လိုက်ရတာမိုးပါချုပ်နေပြီခွေးကောင်ရဲ့မဟုတ်ပါဘူးငါပြန်မလာတော့နင်ထွက်သွားမှထင်ပြီးငါချက်ချင်းပြန်မလာခဲ့တာလို့ပြောတော့လူဖကကောင်းပြီငါကူထွက်သွားတော့မယ်ဘယ်သွားမလို့လဲငါတော့အောက်ထွက်တော့မလို့ဟုတ်ကိုနိုင်ပါလို့ပြောလိုက်တော့စော်မရှိတဲ့ကြော်ကြီးတယောက်ကောင်မလေးကိုမချော်လိုက်တော့ကောင်မလေးကတစ်ချက်အန်ကျိလိုက်ပြီးမနှက်ဖြတ်ညနေ9နာရီခွဲအဲ့ဒီအချိန်ကအလုပ်ပြီးမယ်ဒီတော့နေလဲနောက်မကြစင်နဲ့တကယ်လို့နင်ထပ်ပြီးနောက်ကျရင်နင်တော့လူတွေဖြစ်ပြီးမှတ်လို့ပြောပြီးလောက်အောက်ထွက်သွားတယ်သူကတော့အရင်လိုပဲတကူကောင်းဆန်ပြီးအရင်လိုပဲဒေါသထွက်နေနေတုံးပဲ Juras ကစိတ်တွေကနေဟိုဒီမှာဘာတွေဖြစ်နေတာလဲဒါကအချစ်များလားလို့ပြောတယ်ကြော်ကြီးကကြည့်ရတာငါလည်းသွားရတော့မယ်ထင်တယ်ဆရာကတော့အောက်ထွက်တော့မယ်ပေါ့အခုကတကောင်ကြော်နေပြီဟာဆိုတော့ Juras လည်း good night လို့ပြောရင်ကျော်ကြီးတယောက်လောထွက်ခဲ့လာတယ်ဒီလိုနဲ့ကျော်ကြီးတယောက်ပြန်ထွက်လာပြီးဒီနေ့နောက်ထပ်ကောင်းတဲ့နေရာတစ်ခုရောက်ဘူးသွားတာပဲ Chrono Life ကတကယ်ကိုမှအကောင်းဆုံးပဲဘာပဲဖြစ်ဖြစ်အဲ့ဒီ assimil လက်နက်တွေကရွှေဘလောက်တောင်တက်မလဲဆိုတော့ကောင်ကတွေးမိတယ်ဒါပေမဲ့ငါကအဲ့ဒီ assimil လက်နက်တွေကိုပိုင်ဆိုင်တဲ့ပထမဦးဆုံးလူဆိုတော့ငါလိုချင်တဲ့ဈေးကိုဘယ်လိုပဲဖြစ်ဖြစ်ငါခေါ်နိုင်တာပေါ့နေအောင်အဲ့ဒီလက်နက်တွေကငါရဲ့ဇက်ကောင်နဲ့ချိတ်ကြတာမဟုတ်ဘူးလားဒါဖြစ်ငါသူတို့ကိုရောင်းစားလို့မရဘူးပေါ့ဟာငါဘိုက်တောင်စားနေပြီစွပြုတ်တပွဲလောက်တော့ဝယ်စားတင်တယ်ဆိုပြီးအိတ်ကိုဖွင့်လိုက်တော့ကျွန်တော်ပစံရီလိုပဲဘာမှမရှိတာတွေ့ရတယ်ဝမ်းနေစရာပဲဘာလို့ငါကငမွေဖြစ်ဖို့မွေးလာရတာလဲဟမ်ခဏလေးနေပါအောင်ဆိုပြီး Juras ပြောခဲ့တဲ့သူမလက်ပတ်တွေကရွှေ10မီလီယံလောက်တန်တယ်အဲ့ဒါကတကယ်ဘဝမှာ110မီလီယံနဲ့ညီမျှတယ်ပြီးတော့သူမဝတ်ဆင်ထားတဲ့ item တွေအားလုံးကရွှေ100မီလီယံအထိတန်ကြေးရှိတယ်တကယ်ဘဝမှာဆိုရင်100မီလီယံပေါ့လို့ပြောခဲ့ပူတာကိုတတိယသွားပြီးအကယ်၍ငါရဲ့ item တွေကိုရောင်းပြီးတကယ်ငွေအဖြစ်ပြောင်းလို့ရမယ်ဆိုရင်ရောလို့ပြောပြီးကြော်ကြီးတယောက်ပြန်လှည့်ပြေးသွားပြီးစိတ်တကနေ high rank player တွေအများစုကပြောကြတယ်အဲ့ဒီနေရာကလုံးဝကို PC ကောင်းတွေရှိတဲ့နေရာပဲတဲ့အဲ့ဒီနေရာကတေချင်းနဲ့ရှင်ချင်းတို့စုံတဲ့နေရာတေချင်းရဲ့နောက်ဆုံးနှဲ့မြေမသိမျိုးတွေရဲ့အုပ်ကူတမိုင်းထဲမှာဘယ်ပလီယာမှမရှင်းနိုင်ခဲ့တဲ့အခက်ခဲဆုံးနေရာ
အကြောင်းရင်းတချို့ကြောင့်သူကိုယ်သူမပြတာရက်အနေငယ်ကြာနေတဲ့ Chronolife ရဲ့အတန်မာဆုံး Boss Monster Urus ရဲ့နေရာကွယ်လွန်သူဤကြောက်ကန်ပါပဲ Urus ကကျွန်တော်အိမ်ကကြိုးဆိုပါတယ်ဆရာလို့ပြောပေမဲ့ကျော်ကြီးကဘာမှပြောမပြောပဲရှောက်သွားတော့ Urus ကပြောကြစကားမဲသွားတယ်ကျော်ကြီးက Urus ငါဒီမှာခဏလောက်နေရမယ်ပြဿနာမရှိပါဘူးဆရာနေချင်းတော့နေလို့ရပါတယ်ကိုကြီးကခွေတော့မဲ့နွားမှားလို့ခွေတော့မဲ့ကြွယ်ကြီးတစ်ကောင်လို့ရှူရှူရှဲဖြစ်နေပြီပထမတစ်ခေါက်ကတော့ဟိုမိမကိုကလေးစားချေဖို့အာယုံစိုင်းနေတာနဲ့အိုင်တန်တွေကိုသတိမထားမိပဲပြန်သွားခဲ့တာဒါပေမဲ့အခုတော့ဒီနေရာကိုအရေးတစမှမချက်အောင်ညှစ်ထုတ်ပြစ်မယ် Urus ကတောင်းပန်ပါတယ်ငါကောင်တို့ရာဆိုပြီး Urus ရဲ့ region မှာသူ့ရဲ့တပည့်တွေကပေါ်ထွက်လာတယ်ကောင်းပြီလေဒါဖြစ်ဒီနေ့ကစပြီးငါရဲ့ဘဝကဆင်းရဲတဲ့ကလေးတစ်ယောက်အနေနဲ့ပြီးဆုံးသွားပြီအခုကပတ်စံလောက်ရမယ့်အချိန်ပဲလို့ပြောရင် chapter တစ်ခုပြီးသွားတယ် chapter ရဲ့အစမှာဂျိုဂျီကဗိုင်ပြတ်သွားလို့တချင်က Urus ပြောခဲ့တဲ့ဟာကိုတတိယပြီးဂိမ်းထဲကိုဝင်ဖို့အမြန်ပြေးလာခဲ့တယ်စာရေးဆရာကအသက်ရှင်နိုင်ခြေကအရန်နေတဲ့ Chronolife ရဲ့အခက်အခဲဆုံးတန်းကြံတဲ့က monster တွေအသက်ခံရပါပြီချက်ပြအားငယ်မှုရဲ့တတ္တဝါ Tavius 6ကံပါတဲ့ကတတ္တဝါ Lavis မိုးတောက်ချိန်တတ္တဝါ Thessian သူတို့တွေဟာ Urus ရဲ့ region မှာအတန်မာသော boss monster တွေဖြစ်ကြတယ်ဒါပေမဲ့သူတို့လည်းပဲအသက်ခံလိုက်ရတယ်Urus region ထဲက monster တွေအားလုံးအသက်ခံလိုက်ရပါပြီ။ကျော်ရဲ့ပင်ရိုက်ချင်းကိုနှစ်ခါသုံးပြီးတဲ့အချိန်မှာပေါ့။ပြီးတော့လည်း item မိုးတွေကျော်သွန်းခဲ့တယ်။အဲ့ဒါကအရန်ကိုဈေးကြီးလွန်းတဲ့ပစ္စည်းတွေပေါ့။ Urus ကဆရာကမျက်စိတမိတ်အတွင်းအကုန်ရှင်းပစ်လိုက်ပြီပဲ။တော်လိုက်တာ။ကျော်ရပြီးပြီးမင်းမတွေပြောနေတာလဲဒါကအကူမအဆပဲရှိသေးတာကွာ။ဟာဟမ်ဘာကြီးဆိုပြီးပြောနေတဲ့အချိန်တည်သွားတဲ့အကောင်ကြီးတွေကကိုတောင်ပြည့်ပြီး respawn ပြန်ပေါ်လာတယ်။ဟိုမှာကြည့်ပါအောင်သူတို့ပြန်ပေါ်လာပြီကွာ။ Respawn ရဲ့အဓိပ္ပာယ်ကအချိန်တစ်ခုကြာတာနဲ့တည်သွားတဲ့ monster တွေအများစုကပြန်ပေါ်လာတာဖြစ်တယ်။ဒါပေမဲ့လည်းအထူးကောင်းဆောင်ဇက်ကောင်ဥပမာကောင်းစလုံးတကား Urus လိုမျိုး boss monster တွေကတော့တည်ပြီးသွားရင်တော့ပြန်ပေါ်မလာတော့ပါဘူး။ Urus ကပြေးကြပါတော့ငါအကောင်တို့ရာကျော်ရအခုမှ family လောက်တော့ပထမရက်ပဲရှိသေးတယ်။အဲ့ဒါကြောင့်ဖြည်းလောက်ရအောင်လား။ဘာလို့လဲဆိုတော့ငါဒီနေ့ဓာမျိုးအချိန်100လောက်လုံးမှမို့လို့ပဲကွာ။အတိတ်မှာတော့ငါပေါ့ Harvard တက္ကသိုလ်မှာစိတ်ဝင်စားစရာတစ်ခုရှိခဲ့တယ်အားလုံးပဲ Billy Gates ကိုသိကြမယ်ထင်ပါတယ်သူကကမ္ဘာအကြော်ကြားဆုံး Microsoft ကုမ္ပဏီရဲ့ billionaire တထေးကြီးပဲဆိုတော့လေကဲပြီး Billy Gates ကသူ့အလုပ်သွားရင်ဒေါ်လာ100သူ့လမ်းမှာကျနေတာတွေ့ရင်သူမကောက်ပါဘူးဒေါ်လာ100ဆိုတာကအခုပေါက်ဈေးမြန်မာငွေနဲ့ဆိုရင်တော့4သိန်းလောက်ရှိတာပေါ့နော်သူဘာလို့မကောက်ဘူးထင်ပါသလဲအကယ်၍သူဒါအဲ့ဒီပတ်စံကိုကောက်လိုက်ရင်သူ့ရဲ့အချိန်2စက္ကန့်3စက္ကန့်လောက်တော့ပေးရမှာပါBilly Gates အတွက်ကတော့တစ်စက္ကန့်ကိုဒေါ်လာ150လောက်ရနေတာမို့အဓိပ္ပာယ်ကအဲ့ဒီပတ်စံကိုကောက်လိုက်တဲ့အချိန်အတွင်းမှာသူဒေါ်လာ200လောက်ဆုံးရှုံးသွားနိုင်ပါတယ်လို့ကရုံကြီးကပြောတော့အောက်ကလူတွေကဟာဒါကဟာတာပဲဒါကပရိသတ်တွေကိုပြောရအောင်တမန်တက်ဟာတာထိပ်ပြောထားတဲ့အသိပညာပေးဟောပြောပွဲတစ်ခုပါပဲဒါပေမဲ့ဟာ Respawn ပြတ်ပေါ်ဖို့အချိန်အပါဝင် family လောက်မဲ့အချိန်နဲ့ဆိုရင်အချိန်တနားရီလောက်တော့ယူရပါမယ်အကယ်၍ Billy Gates ကတစ်စက္ကန့်မှာဒေါ်လာ150ရရင်တနားရီဆိုရင်900 millionရမယ်2020ခုနှစ်အရငွေလဲလှယ်မှုနှုန်းတိုင်းဆိုရင်တော့ USD ဒေါ်လာ4သိန်းနဲ့ညီမျှပါတယ်ကျော်ကြီးအရှင်းမှာရှိနေတဲ့ item ပုံကြီးကတော့ရွှေ15 billion လောက်တန်တယ် USD နဲ့ဆိုရင်တော့2020ခုနှစ်အရငွေလဲနှုန်းတိုင်းဆိုရင်12 million ဒေါ်လာတန်ချိန်နဲ့ညီမျှတယ်ဒီလိုနဲ့ကျော်ကြီးတယောက်ပါဇက်တာမပိတ်နိုင်ပဲအော်ကြီးနေပြီး log out ထွက်ခဲ့လိုက်တယ်ကျေးဇူးပါနောက်ထပ်ပြန်လာခဲ့ပါအောင်ဆိုပြီးကျော်ကြီးတယောက်စီအကြီးဆုံး1သိန်း20တန်အင်ဂျီ115သိန်းတန်ဘောင်းဘီနဲ့16သိန်းတန်ဖက်နက်ကြီးကိုဝတ်ပြီးတော့1500တန်ရေခဲချောင်းကိုစားရင်10သိန်းအထက်ပစ္စည်းတွေကိုဝယ်ပြီးတော့400 million တန် Robogonin ကားကြီးစီးပြီးထွက်လာတော့လမ်းကလပြိုတွေရောအပြိုတွေရောငေမောကုန်ကြတယ်တေစမ်းငါဒီလို Robogonin ကြီးတစ်ခါမှမမြင်ဘူးဟာဝိုးဒီလိုနဲ့ကျော်ကြီးတယောက်စတန်ကြမျက်မှန်ချော်လိုက်တော့မျက်မှန်ကအစ1သိန်း20ကျော်နေတာကိုတွေ့ရတယ်ဒီလိုနဲ့ကာမောင်းသွားရင်အခုကအဲ့ဒီအရှုံးသမားတွေကိုခြေပြရမယ့်အချိန်ပဲဆိုပြီးကျွီလမ်ဘေးကကျော်လာဆိုင်ဘုတ်တန်ကိုဝင်တိုက်သွားတယ်အမလီငါရဲ့တနာဆက် Robogonin က400 million တောင်ကုန်ခဲ့တာကွာဆိုပြီးခက်တီနဲ့ဒါဖြစ်ငါအစ်စ်ထက်ဝယ်လိုက်အောင်ပဲပေါ့ဒီလိုနဲ့ Chronolife ရဲ့ကုမ္ပဏီမှာတော့ CEO တယောက်ခေါင်းကိုက်နေပြီး report ဆက်ဖတ်ပေးပါဟုတ်ကဲ့ဆရာဈေးကွက်ထဲမှာရှိတဲ့ပစ္စည်းအသစ်တွေကထိပ်တန်းပစ္စည်းတွေဖြစ်ပြီးစုစုပေါင်းတန်ဖိုးက150 billion ခန့်ရှိပါတယ်ဒါကြောင့်အသုံးပြုသူတွေကကျွန်တော်တို့မျှော်လင့်ထားတဲ့နှစ်နှစ်စောပြီးဂိမ်းရဲ့ DI တန်တွေကိုသုံးစွဲနေကြပါပြီဒါကြောင့်ပဲဈေးကွက်တန်ဖိုးကတိတိကျကျပြောင်းလဲကုန်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဟာဒီအစုံမရှိတဲ့ item ရောင်းဝယ်မှုစနစ်ကိုအပြည့်အဝထောက်ခံတက်မှာသလားဒါမှမဟုတ်ဒါကိုပြင်ဆင်ဖို့အတွက်ဌာနကိုအသစ်တစ်ခုဖန်တီးရမလားအရေးအကြီးဆုံးကတော့ဒီလိုဖြစ်တဲ့အကြောင်း user တွေအနေနဲ့ကျွန်တော်တို့ကုမ္ပဏီရဲ့လှုပ်ဆောင်ချက်တွေကစိတ်ချယုံကြည်မှုရှိမရှိကိုတန်တရားဝင်လာကြပြီးတော့ကျွန်တော်တို့ရဲ့ stock share တွေကကျဆင်းသွားခဲ့ပါတယ်လိုရင်းကိုပဲပြောဟာသူ့ကိုဒီလိုရောင်းဝယ်မှုတွေမလုပ်အောင်ဘယ်လိုတားဆီးနိုင်မလဲဒီကောင်မျက်နှာကငါ့ကိုစောက်ခွက်ပြောင်းနေသလိုပဲလောလောဆယ်တော့သူ့ကိုရက်တန့်ဖို့နီးလည်းမရှိသေးပါဘူးဂိမ်းထဲက item တွေကိုငွေသားနဲ့ရောင်းဝယ်မှုကိုခွင့်ပြုပြီးကြတဲ့ကပေါ့လို့ပြောတော့ CEO တယောက်တပ်ပြင်းချပြီးရုတ်တရက်ဖုန်းတစ်လုံးဝင်လာတယ် Hello hey ဆရာအချင်းကြီးဘလို့လဲကျွန်တော်ပတ်စံဖြုံးနေတာကျွန်တော်အထင်ခမည်းကိုလည်းလက်ဆောင်ပေးတင်တဲ့ထင်လို့လေခမည်းဖတ်လို့ချင်းလဲလို့ပြောတော့ CEO ကတင်းသွားပြီးမင်းခွေးကောင်အားလုံးမင်းကြောက်ပဲငါတို့တွေကျော်ရချက်ချင်းဖုန်းချလိုက်ပြီးသူဘာတွေဖြစ်နေတာလဲကြည့်ရတာငါအချင်းကောင်းမဟုတ်ခင်ဆက်မိသွားလို့များလား
ဟဲငါဘာဘွယ်ရအောင်မလဲငါမှကားရပြီအဝတ်စားတွေရပြီနာယီဖုန်းတဲ့နဲ့ငါမှလိုအပ်တာတွေအကုန်ရပြီဒါပေမဲ့ငါမှတစ်ခုခုလုံးနေသလိုခံစားရတယ်ငါလုံးဝမေ့တော့မလို့ပဲအဲ့ဒါကပိုအရေးကြီးတယ်ဆိုပြီးဟာလုံးဝကိုအကောင်းဆုံးတွေပဲတုံးထားတဲ့ငါရဲ့တိုက်ခန်းလေးတွေကအကျိုးဆိုပါတယ်ဟုတ်တယ်ဒါကငါလိုအပ်နေတဲ့အရာပဲအိုးဟုတ်တာငါအခုမှပြောင်းလာတယ်ဆိုတော့အိမ်ညာချင်းတွေကိုလိုက်ပြီးတော့မိတ်ဆက်ရမယ်ဘယ်သူလဲမသိအိုးဟာကျွန်တော်ကဘေးခန်းကိုပြောင်းလာတာပါကျွန်တော်ကအိမ်ညာချင်းဆိုတော့လေဒီအတိုင်းမိတ်ဆက်ပေးမလို့ပါရှင်ခဏလေးတော့ဆိုပြီးတကားလေးဖွင့်ပြီးထွက်လာတော့အိုးဟယ်လိုတွေ့ရတာဝမ်းသာပါတယ်လို့ပြောမဆုံးခင်ဂျော်ကြီးကကောင်မလေးကိုပထမဆုံးတွေ့ရတာလို့မခံစားရတဲ့ခံစားချက်မျိုးခံစားရပြီးအကြည့်ကျင်နေဆုံနေခဲ့တယ်ဒီလိုနဲ့ဂိမ်းတွေက Eurasia region မှာတော့တရားရောက်ကလာနေပြီးမကောင်းဆိုးဝါးတွေကိုတပ်ပစ်လိုက်တယ်တဲ့လူသားကမြဘလို့တောင်ဒီနေရာကိုခြေချရတာလဲဆိုပြီး US region ရဲ့အတန်မာဆုံး boss 3កောင်ကပြေးဝင်လာတော့ဆောက်ယူကောင်းလေးမင်းတို့ပန့်ရှင်ကိုတောင်မင်းတို့မှတ်မိတော့ဘူးပဲဆိုပြီးနောက်ကနေပြုံနေထွက်လာပြီးတော့ boss 3កောင်လုံးကိုဘာမှမကြက်အောင်ဆုပ်ယူသွားခဲ့တယ်ပြီးတော့နဲ့ system ကနေတင်ပြတ်မှတ် level များနဲ့ပြတ်မှတ်အမှတ်များကိုဆုပ်ယူလိုက်ပါပြီဒီနေရာမှာပြောချင်တဲ့အမှတ်ဆိုတာကတော့ဂျော်ကြီးနဲ့ဖေယာနဲ့မချခင်သူ့ရဲ့အမှတ်တွေကို CON နဲ့ထည့်လိုက်တဲ့လိုမျိုးဖြစ်ပြီးသူဆုပ်ယူလိုက်တဲ့အမှတ်တွေကတော့တိကျထည့်လို့မရတော့ပဲနဲ့ထည့်ပြီးသားကိုသူယူလိုက်တာပဲဖြစ်တဲ့ဥပမာပြောရရင်တာကကခွန်အားအမှတ်10မှတ်ဆိုရင်ဆုပ်ယူလိုက်တဲ့သူကလည်းခွန်အားအမှတ်10မှတ်ပဲဓာတ်ရိုက်တူတော့မှာဖြစ်တယ်ဒီလိုနဲ့ပဲ Eurasia region မှာရှိတဲ့အတန်မာသော boss monster တွေရဲ့ data ဟာအဖြတ်ခံလိုက်ရတယ်ဒီအကောင်ကြီးကတော့တခြားမဟုတ်ပဲ Eurasia ပြတ်သွားတဲ့နောက်ထပ်ခေါင်းတစ်လုံးဖြစ်တဲ့ Huracan ဖြစ်ပြီးငါကလူသားတွေကိုအဆုံးသတ်ပြစ်မဲ့တူဦးရီတော်သူပဲလို့ပြောရင် chapter တစ်ခုပြီးသွားတယ်